အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် sharing လုပ်ပေးချင်တာကတော့2020 rules ဆိုတဲ့ဒီ 5am club ဆိုတဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းလေးပြောပြချင်ပါတယ်2020 rules ဆိုတာ20 rules ဆိုတာဘာလဲပေါ့ဆိုတော့ကျွန်တော်တို့မနေ့ဆိုရင်ကျွန်တော်အိယာနိုးကြတယ်နိုးကြရင်ကျွန်တော်တို့အိယာစောစောနိုးတဲ့အချိန်ကြီးရှိမယ်6နာရီလောက်ထားပြတဲ့အချိန်ကြီးရှိမယ်9နာရီလောက်ထားပြတဲ့အချိန်ရှိမယ်အဲ့လိုထားပြီးလို့ရှိရင်အိယာ1နာရီလောက်စောထားပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်တင်လဲဆိုရင်ဒီ20 rules နဲ့လုပ်တင်ပါတယ်အဲ့တော့ပထမဆုံး20ဆိုတာဘာလဲဆိုရင်ပထမဆုံးတနာရီရဲ့20 minutes မိနစ်20ကိုကျွန်တော်တို့ကလေ့ကျင့်ခန်းတစ်ခုခုပေါ့နော်လမ်းလျှောက်တာပဲဖြစ်ဖြစ်ထိုင်ထားလုပ်တာပဲဖြစ်ဖြစ်ကာဒီယိုတစ်ခုခုလုပ်တာပဲဖြစ်ဖြစ်ဒါမျိုးတစ်ခုခုလုပ်တင်တယ်လို့ပြောပါတယ်နောက်ထပ်မိနစ်20ကိုတော့ကျွန်တော်ဘာလုပ်တင်လဲဆိုရင်ကိုတန်ရဖျားရှိခိုးတာဒါမှမဟုတ်ရင်တရားထိုင်တာဒါမှမဟုတ်ရင်စိတ်တည်ငြိမ်မှုရမယ့်ဟာတစ်ခုခုပေါ့နော် focus ရမယ့်တစ်ခုခုကိုလုပ်တာမျိုးဒါမျိုးကိုလုပ်တင်တယ်လို့ပြောပါတယ်နောက်တဲ့မိနစ်20ကိုတော့ကျွန်တော်တို့ကဘာလုပ်တင်တယ်လို့မေးလို့ရှိရင်ဒီ learning လုပ်လို့ရတာတခုခုပေါ့နော်ကျွန်တော် TikTok video လေးကြည့်တာဒါမှမဟုတ်ကိုယ့်ရဲ့ဘာသာစကားတခုခုကိုသင်လိုက်တာဒါမှမဟုတ်ဘာသာထုတဲ့ပတ်သက်ချင်းကိုနားထောင်လိုက်တာဒါမျိုးလေးကျွန်တော်တို့လုပ်လို့ကောင်းတယ်လို့ပြောပါတယ်ဆိုတော့မနေ့အရာထုံးရင်ဘာလုပ်ဖြစ်လဲဆိုတန်ပြီး Facebook ကင်ပြတာလားအဲ့လိုလားဆိုရင်တော့မိတ်ဆွေရဲ့ဘဝပဲတော့မှတိုးတက်လာမယ်လို့မထင်ဘူးပေါ့နော်ဆိုဘဝမှာတိုးတက်ပြောင်းလဲခြင်းလဲဆိုရင်တော့ကျွန်တော်တနားရီတော့စောထားမယ်တနားရီမှာ20 rules ပထမမိနစ်10ကိုအားကစားလုပ်မယ်နောက်ဒီချင်းကလုပ်မယ်လမ်းလျှောက်မယ်နောက်ဒုတိယမိနစ်10ကို break လုပ်မယ်သို့မဟုတ်တရားထိုင်မယ်ဒါမှမဟုတ် focus ရမှာတခုလုပ်မယ်နောက်တစ်မိနစ်10ကိုတော့ကိုယ့်အတွက်အကျိုးရှိမြတ်တခု language ပဲဖြစ်ဖြစ်ကိုယ့်အတွက်အကျိုးရှိမြတ်တခုကိုလေ့လာမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့နောက်ထပ်ရက်ပေါင်း20လောက်အတွင်းမှာတောင်တစ်လလောက်အတွင်းမှာမိတ်ဆွေရဲ့ဘဝပို့ပြီးတော့ပြောင်းလဲလာမယ်လို့ပြောပါတယ်ဆိုတော့ဒါလေးကို share လုပ်ပေးချင်ပါတယ်အဲ့တော့မိနစ်နာရီစောထားပါ20 rules နဲ့ပဲလုပ်ပါစောပြီးထားပြီးအရာထားတာနဲ့တန်းပြီးတော့ social media app တွေဖွင့်တာ TikTok ဖွင့်တာဒါမှမဟုတ် Facebook ခိုင်းတာမျိုးမလုပ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျေးဇူးပါဒါမျိုး content တွေဆက်ပြီး share ပေးသွားမှာမလို့plus လေးကိုနှိပ်ပြီးတော့ follow ထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်